တကယ်တမ်းကျတော့ဆရာဝန်တွေနဲ့တာမန်လူနဲ့ဘာကွာလားဆိုတော့ဘာမှတော့မကွာဘူးဆရာဝန်တွေလည်းစားတာပဲဒါပေမဲ့တချို့အများစုတော့နည်းနည်းတွက်စားတယ်ပေါ့နော်ကယ်လိုရီတွက်စားတယ်ပေါ့ကျွန်တော်ကြတော့လည်းပြည့်ကြည့်တော့စားတော့စားတယ်တက်စားပြီးတော့ရက်ကြတော့တောက်ချင်တောက်တာအဲ့တော့ဒါပေမဲ့ကိုလေးလေးချင်းကတော့လိုရတယ်ဆရာဝန်အများစုကသိတယ်ဒါမသိလို့မရဘူးကျွန်တော်တို့အနေထိုင်စားတော့နော်ပြင်ရတယ်ဆိုတာအနေထိုင်ဆိုလမ်းလျှောက်ရတယ်အစားတော့ဆိုတာကိုကတင်းမြတ်တာအောင်စားရတယ်ကံစိတ်ဥရုအာဟာရလို့ပြောပြီးသားလေဘလို့နေသူကကံကောင်းပြီးတော့ညံမကောင်းတယ်လစ်မှာပဲเนาะဒါတူတူပဲဥရုကိုလည်းပြင်ရတယ်เนาะစိတ်ကိုလည်းပြင်ရတယ်အာဟာရကိုလည်းတဲ့မှန်အောင်လုပ်မယ်ဆိုရပြီအဲ့တော့အဓိကတော့အသီးအရွက်အသားငါပဲအစုံတီးအယောင်ဆုံးကာလာဆုံးစားကလေးတွေအဲ့လိုပဲမစားခုနောက်ပဲဒီနေ့ကလေးတယောက်လည်းတွေ့တယ်ပေါ့နော်12နှစ်ရှိသေးတယ်သူကအဲ့လိုအကျော်လော်တွေရမ်းစားတယ်ကုတ်တွေတောက်တယ်အသေးစီပုံ level 2 12နှစ်အဲ့ဘယ်လိုလုပ်ကြမလဲအဲ့တော့ကျွန်တော်တို့ရဲ့နေထိုင်စားသောက်ပုံတွေကအသက်ငယ်ပဲကြီးကြတယ်မဆိုင်ဘူးနော်12နှစ်ကလေးလည်းအသေးစီပုံ level 2မတောက်မစားဘူးလေခုမှမင်းကလေးနော်အရက်ဘီကမတောက်ဖဲနဲ့ကျွန်တော်က43နှစ်အသေးစီပုံ level 1ဒီကလေးက level 2ကဲဘယ်လိုလုပ်မလို့အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကတော့နံပါတ်1စီကျော်မစားနဲ့နံပါတ်2ချိုရည်မတောက်နဲ့နော်စီကျော်မစားနဲ့အချိုရည်မတောက်နဲ့ကိုတော်တော်ဟုတ်နေပြီအဲ့ဒါဘဝကြီးကတော်တော်ဟုတ်နေပြီပြီးရင်လမ်းလေးရှောက်မယ်နော်အဲ့လိုလေးရှောက်မယ်အေးဝဝအိမ်မယ်ရေဝအောင်တောက်မယ်ဝမ်းမချုံနဲ့စီးမချုံနဲ့ဒါပဲလေကျွန်တော်အဓိကနေ့စဉ်လုပ်နေသည်ဝမ်းမချုပ်ဖို့ပဲဝမ်းချုပ်ရင်နေလို့မရအောင်ဝမ်းမချုပ်ဘူးကျွန်တော်အထိုင်များဝမ်းချုပ်လို့မရအောင်အဲ့တော့တူပဲအဲ့တော့အဲ့ကြောင့်မို့ကျွန်တော်တို့ကဘာလဲဆိုကျွန်တော်ချပြတဲ့ခိုင်လိုင်းတွေကကော်ကြက်နော်ရှောက်ဒါတာမန်လူတက်ကရှောက်ယောက်ျားရက်ကကော်ကြက်ရက်ပပပေါ့နော်ကော်ကြက်ရက်ပပကစ်ပေါ့နော်အဲ့လိုမှတ်ထားပေါ့နော်ဒါလေးတွေက formula လေးတွေပါမန်လူကတော့လမ်းလျှောက်ရတယ် main လေးတွေကကြောလျှော့ရတယ် stretching လို့ခေါ်တယ်ကျွန်တော်ဒါနေထိုင်စားတောက်ပုံမှာနော်နေထိုင်စားတောက်တာဆိုတာနေထိုင်တာကိုပြောတာ stretching ပဲကျွန်တော်အမြဲပြောတယ်ကျွန်တော်တို့ဒီအကြောလျှော့ရတယ်အကျော်လျှော့ရမယ်မလျှော့ရင်မရဘူးနေ့စဉ်လောရမယ်လို့ဒီအကျော်လျှော့မယ်မနေ့ရထိုင်ဒါပြင်းတာဒါလည်းစတာပဲလေဒါစလိုက်တာဒီဒါအကျော်လျှော့တာပဲ stretching ပဲဒီလိုစလိုက်တာတော့ဒီလိုတွေဆွဲတာတော့ဒါ stretching လို့ခေါ်တယ်ဒါလေဒီကောင်တစ်ဆက်ချင်းစီချက်ချင်းစီလို့ရှင်းရအစ်စ်တွေကောင်လို့ဒါလည်းလှုပ်လို့ရတယ်ဒါဒီအကျော်လျှော့တာလို့ခေါ်တယ်လူတွေပြောပြလိုက်တာနဲ့ကိုတော့နည်းနည်းလေးလို့ကောင်းလာတယ်အဲ့လိုတွေရှိတယ်အဲ့လိုတွေရှော့ရတယ်အစ်စ်တစ်ခုချင်းစီကိုရှော့ရတယ်အကျော်ရှော့ရတယ်အစားတောက်နေထိုင်ကိုဖြစ်နိုင်တောင်းကောင်းဝဲတွေကိုအသက်အရွယ်ကြီးလိုက်တော့ရှော့တာငယ်တော့စားတာအသက်ကြီးလိုက်ကောင်းဝဲတွေကိုရှော့ရတယ်muscle strength ကောင်းရတယ်အဲ့တော့ဘာမှမကွာဘူးဒါမှန်လူလဲဒီခန္ဓာကိုပဲဆရာဝန်လဲဒီခန္ဓာကိုပဲဆရာဝန်မှမဟုတ်ဘူးကျမ်းမာရေးလိုက်စားမှာလူတိုင်းကတက်ရမယ်